ပြီးတော်များသည်ဓမ္မပူဇာတရားတော်ကိုပူဇော်သောအနေအားဖြင့်နှစ်သက်မှုကိုဖြစ်စေတတ်သည့်ဝိသက္ကူတပြာတို့မှဖြစ်ပေါ်လာသည့်စာအိတ်သင်္ကန်းဆွမ်းကြောင်းစီလေးပါသောပစ္စည်းများနှင့်ရှင်ဘုရားတို့၏နဝကာမအလို့မှာဒေတာအနေဖြင့်ပတာကြည်ပြုပေလူပါ၏မက္ကသစ္စာအဝင်အပါကုသိုလ်မျိုးကိုစိုက်ကျိုးပါ၏ကောင်းမှုသည်ရောနောင်ပါဆင်းရဲကင်းกว่าချမ်းသာရကြောင်းဉာဏ်ပူဉာဏ်နိဗ္ဗာန်ရောက်ကြောင်းပါရမီကုသိုလ်တွေဖြစ်ပါစေတည်းဖြစ်ပါစေသာရှင်ဘုရားကုသိုလ်မြတ်ပြုတော်မူကြပါကုန်သောသာဓုကုသိုလ်မြတ်ပြုတော်မူကြပါကုန်သောသာဓုကုသိုလ်အမြပြုတော်မူကြပါကုန်သောသာဓုပါရှင်ဘုရားလူဝဲဝိတုများကိုထားရမည့်နေရာလက်ခံ၍အဆက်အောင်ဝီနီးတော်နှင့်လျော်ညီအောင်ဆောင်ရွက်နိုင်မည်ကပ္ပိယပါရကကျိုးဆောင်ကိုညွှန်ကြားပါဗျာလိုရှိသောအခါထိုတုတံမှာသင်္ကန်းစွမ်းစားရှိသောလူပဲဝိတုစုကိုလူကံပါဗျာဟောလေဒါလေးရပြီအားလားတရားဝိဇ္ဇာလည်းသိရနေတာအစားတရားလည်းသိတယ်တရားလည်းအဲ့ဒါဟောအဲ့ဒါအမှန်တရားလက်ရှိရှင်ဘုရားဒီတော်များသည်ဓမ္မပူဇာတရားတော်ကိုပူဇော်သောအနေအားဖြင့်သူရအတ္တိနဝကမ္မဝိတုများကိုလက်ခံ၍အစအောင်ဆောင်ရွက်နိုင်မည်ကပ္ပိယပါရကကျိုးတော်ကိုပြုကြပါဗျာဒီကောင်းမှုသည်ယခုရောနောက်မှာဆင်းရဲကင်းကွာချမ်းသာရကြောင်းဝိညာဉ်ပူညာနိဗ္ဗာန်ရောက်ကြောင်းပါရမီကုသိုလ်တွေဖြစ်ပါကြည်သာရှင်ဘုရားကုသိုလ်မြတ်ဘုရားလေးပြဖို့ရှိတာရှိပါဘူး။ဒီလိုမှပြောရရင်တော့ပါလေ။တော့မှခိုင်းတာရော့ဒီပြလို့ဘုရားတပည့်တော်ဒီပတ်ကြည့်လို့လားဘိုးတော်မယ်လို့လား
5000ခုရတယ်ပေါက်ပါတယ်ဗျာ နေတော့ ဒီမှာပြီးတော့တာသိသားရတယ်လို့9000ပြီးတော့ဒီနာလေးတို့အများကြီးရပါပြီတို့လည်းသိချင်းမှု ဒီအများကြီးဆိုတော့ဒီနိုင်ငံလောပါလား တင်ပါဗျာပြီးခဲ့လာ9000ပြီးတာဗျာ9000ပဲအဲ့ဒါအကြရနဲ့တကယ်နှလုံး5000ရပါ ဟောကုန်ကြတော့ပေါ့ကုန် ကုန် ပြီး ပြီဗျာဖြစ်တော့လည်းဗျာပဲဝယ်ရတယ်ဘုန်းကြီးဘုန်းဘုန်းလူပါပဲပြီးတော့ဟောလို့သိန်း5000လောက်ဆိုပါပြီးတော့သိန်း5000လောက်လည်းရပါ ဒါလည်းတွေ့တယ် တင်ပါဗျာတင်ပါအခုတော့ဒီတော့ဒီတစ်ခေါက်လည်း9000ပဲ2000ကူတာပါပြီးတော့ ဆောင်းတော်ကိုပဲဆောင်းရရှိတာပြောကြည့်ဆောင်းတော်ကို တင်ပါဗျာ ဆောင်းတော်ကိုတော့ 9000 ဒီအုပ်စုတော်ဟောလို့ တင်ပါဗျာ လောပါလေ တင်ပါဗျာ လောကငယ်လေလောက်ရတယ် တင်ပါဗျာ တလဲဝါရရှိဒီဟောလာနာ တင်ပါဗျာ တောင်းလိုက်တောင်းမှာခင်းလိုက်တယ်တောင်းမှာလေးပြီးတော့ ဒီပြန်တော့ဝဲတော့ဒီပြန်ဝဲပါ ဘယ်လိုလဲ သဘောကောင်းတယ်သဘောကောင်းတယ် ဟောလာနာဟောလာ ဒီကလည်းကောင်းတာဗျာယူပါမယ်ဒီတော့ဟိုဝါရရောနည်းနည်းကြာပါရောဒီတော့ဟိုပထမကျမ်းကြီးငါပဲမယူဘူးလို့စားရွတ်နေပါတယ်စားရွတ်တာဟို တို့ ဒုတိယရွယ်တော့ရောက်ပါ ကြီးကြီးလာတဲ့ပထမနဲ့မမနဲ့ပိုင်းတွဲတာအဲ့ဒါပဲ အဲ့ဒါမရှိဘူးဗျာ တို့ငါပါမယ်တို့ငါပါမယ် တင်ပါဗျာပြီးတော့ငါပါဟိုဟာ ဘာဒီဝတ်တယ်မင်းလား ပါဠိနဲ့မြန်မာနဲ့ အဲ့ဒါပြီးတော့ပြည့်ရပြရပြီးတော့အဲ့ဒါလေဘုံဘုံတစ်ခေါက်ပြင်ရအေးသက်သက်တော့ရယ် တို့ငါပဲ ဒီမှာဗျာငါပါတော့ပထမကျမ်းရယ် ဒါကြီး ကမန်လက်ပါ လိုက်ပါ ဒါပြီးတော့ငါပါဗျာ မင်းတို့မှာပေါ့ နဲ့နဲ့ ဒီလို ဖေးနဲ့သက်သက် အဝိငါကရတယ်ရတယ်အဝိငါက ဘုံသက်သက်နဲ့ဖေးနဲ့တော့ပါရှိတယ် ဒီ သက်သက်နဲ့အစုလေးပါပါလေ ကဲရာယောအေးပေးဒါရသနာအေးရုပ်ကြတယ် သူကပြီးတော့ live နဲ့တော့အိမ်ကနေဘုံဘုံတရားမှာပါပဲ ဆရာကြီးလေရမနာနာဘုရားကြောင်းတော်မှာတရားကြီးကြားပါလေ ကလေးလေးရဲ့အလေးပါပဲလား ဒီ မာလေးလေး ဒီ ညီမအငယ်ဆုံး ဒီမီရော လူကြီးမြင့်ကြီးမြင့် လက်သာ ချိုးကြီးမြင့်ချိုးကြီးမြင့်သမီး ချူချင်းနဲ့ပတ်သက်ပြီးပွင့်ကြပြီလို့ပါဗျာလေးရွက်ကတော့ ဘယ်လိုလဲဘယ်လိုလဲဘုရားလေးအားကြ ဒါပဲရပဲဒါပဲရပဲ ဒီနေ့မြတ်နေကြ သမီးလေးအိတ်တယ် ဒီနေ့အမြတ် ဟုတ်ပြီအိတ်တယ်အိတ်တယ် ဟောဒီ ရပြီလားရပါ ဘုံရပါ ရတယ်ကဲမှကြည့်